အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ copy and paste special ဆိုတဲ့အကြောင်းအရာလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီမှာဇယားကွက်လေးတစ်ခုပြင်ဆင်ထားပါတယ် date မှာ date ပါမယ် product တွေရေးထားတယ်ပြီးရင် price တွေ quantity တွေရေးထားပါတယ်ငွေ amount လေးတွက်ဖို့အတွက် equal sign လေးခံလိုက်ပါမယ် price နဲ့ quantity လေးကိုညှောက်လိုက်ပါမယ်ပြီးရင် fill down လေးဆွဲချလိုက်ပါမယ်နောက်တစ်ခုဒီမှာ comment box လေးထည့်ထားပါတယ် comment ဘယ်လိုထည့်ရလဲဆိုတာကိုပြောပြပါမယ် right click ထောက်ပြီးတဲ့အခါကျတော့ကိုထည့်ခြင်းတဲ့နေရာလေးမှာ right click ထောက် insert comment ဆိုတာလေးရှိပါတယ် comment တစ်ခုခုရိုက်ကြည့်လိုက်ပါဒါဆိုလို့ရှိရင်အဲ့ဒီရိုက်တဲ့ပုံမှာ mouse over လေးနှိပ်လိုက်တာနဲ့ comment လေးတစ်ခုရေးထားတာဆိုတာကိုမြင်နိုင်ပါတယ်ဒါတွေအကုန်လုံးကို copy ကူးရှင်းပါတယ်ကိုကူးရှင်းတဲ့နေရာလေးကို select မှတ်ပြီးတော့ keyboard ကနေ control C လို့ရိုက်ထည့်လို့ရပါတယ်ပြီးရင်ဒီအာဏာလေးမှာ copy ကူးချင်တာဖြစ်တဲ့အတွက် control V ကိုနှိပ်လိုက်ပါ control C နှိပ်လိုက်ပါမယ်ပြီးရင်အောက်ဒေတာမှာ control V လို့နှိပ်လိုက်ပါဒါဆိုလို့ရှိရင်အစအနေအဆုံးထိ copy ကူးသွားတာကိုတွေ့ရပါတယ်ဒီမှာ comment တွေလည်းပါလာတယ်ဒီမှာ formula တွေလည်း copy ကူးလာတာကိုတွေ့ရမှာပါ control V ဆိုတဲ့အကြောင်းအရာလေးက keyboard ကနေ shortcut key အနေနဲ့ control နဲ့ V ကိုတွဲပြီးတော့နှိပ်လိုက်ရင်အစအဆုံးသူကဒီအတိုင်းပဲပုံစံတူလေးကို copy ကူးသွားတာကိုမြင်တွေ့ရမှာပါဒါကပထမတစ်ချက် copy ကူးနေပါနောက်ဒီဘက်မှာနောက်ထပ်ဇယားတစ်ခုထပ်ပြီးဆွဲထားပါတယ် item code တွေရေးထားတယ်သူရဲ့ price နဲ့ quantity လေးကိုရေးထားပါတယ်ဒီမှာငွေ amount ကိုတွက်ရှင်းပါတယ်ကိုကပြန်ပြီးတော့ရိုက်ထည့်လို့လည်းရတယ်ဒါပေမဲ့ဒီမှာ copy ကူးပြပါမယ်ဒီမှာရိုက်ထည့်ပြီးသားရှိတယ်ရိုက်ထည့်ပြီးသားရှိတဲ့နေရာလေးကို copy လေးနှိပ်လိုက်ပါမယ်ကိုရိုက်ကူးကျင်တဲ့နေရာမှာဆက်ကွက်လေးရှာပြီးတော့ဒီမှာ click spot အုပ်စုတွေက page ထဲကဟိုအောက်ဆုံးမှာ page special လေးတွေကိုဝင်လိုက်ပါမယ်အဲ့ဒီထဲမှာကိုက formula ကိုပဲကူးရှင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ formula ကိုရေးပေးလိုက်ပါပြီးရင် okay ပေးလိုက်ပါဒါဆိုလို့ရှိရင် formula ကိုပဲသူက copy ကူးသွားတာကိုတွေ့ရမှာပါပြီးရင် fill down လေးအောက်ကိုဆွဲချလိုက်ပါဒါကတော့နံပါတ်2 copy ကူးနေ formula တစ်ခုလေးကို copy ကူးနေကိုပြပြပေးသွားတာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကဒီမှာ table 1မှာ formula ဘာလေးမှာကြည့်ကြည့်ပါဒီမှာ formula ကိုသုံးထားတာကိုတွေ့ရမှာပါနောက်ဒီဘက် table 2မှာဆိုလို့ရှိရင်လည်း formula ကိုသုံးပြီးတဲ့အခါကျတော့တွက်ထားတာကိုတွေ့ရမှာပါအဲ့ဒီဇယားနှစ်ခုကအမောင့်လေးတွေကို copy ယူလိုက်ပါမယ်ဒါပေမဲ့ဒီမှာက formula ကိုမယူရှင်းပါဘူးသူရဲ့တန်ဖိုးတိတန့်ကိုပဲယူရှင်းတာဖြစ်တဲ့အတွက် select မှတ်ပြီးတော့ control C နှိပ်လိုက်ပါပြီးရင်ဒီဘက်အောက်ဘက်လေးမှာဆက်ကွက်ရှာပြီးတော့ page ထဲက page special တွေကိုပြန်ဝင်လိုက်ပါဒီမှာကသူကအဲ့ဒီ table 1ရဲ့ formula ကိုမလို့ရှင်းပါဘူးသူရဲ့ value ကိုပဲလိုချင်တာဖြစ်တဲ့အတွက် value လေးကိုရေးလိုက်ပါ okay ပေးလိုက်ပါဒါဆိုရင်သူရဲ့တန်ဖိုးတိတန့်ကိုပဲ copy ကူးထားတာကိုတွေ့ရမှာပါဒီမှာထောက်ကြည့်လိုက်လို့ရှိရင်လည်းသူရဲ့တန်ဖိုးကိုဒီဘက် formula ဘာလေးမှာပြပေးတာကိုမြင်တွေ့ရမှာပါဒါဆိုရင် formula မပါပါဘူး table 2ကိုလည်းထိုနည်းတူစွာပဲ copy ကူးကြည့်ပါမယ် select မှတ်ပြီးတော့ control C ဒီဘက်က table 2ရဲ့အမောင့်မှာဆက်ကွက်ရှာပြီးတော့ page ထဲက page special တွေက formula မဟုတ်ပါဘူး value လေးကိုနှိပ်လိုက်ပါ value မနှိပ်ရှင်းဘူးဆို cancel ဖြစ်သွားလို့ပြန်ကူးပါမယ် control C လေးကိုနှိပ်လိုက်ပါဒီဘက်မှာကြည့်ပါ page ထဲကဒီဘက်1 2 3 page value တွေကဒီမှာ1 2 3ဆိုတဲ့ဒီ icon လေးကိုနှိပ်လိုက်ရင်လည်း
ရပါတယ်ဒါဆိုလို့ရှိရင်လည်းသူကသူရဲ့ကဏ္ဍတီတန်ကိုပဲ copy ကူးပေးတာကိုတွေ့ရမှာပါဒါကတော့ပွဲပြရှာလာပါတယ်ပြန်ပြီးကူးပြပါမယ် control C တွေကရိုးရိုး control V ဆိုပြီးတော့နှိပ်ကြည့်ကြည့်ပါဒီဘက်မှာ control V ဆိုပြီးတော့နှိပ်ကြည့်လိုက်လို့ရှိရင်သူကဒီမှာသူကအကုန်လုံးကို copy ကူးပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာက value size ဆိုတာ error လေးပြနေတာပါသူက formula တွေရောအကုန်လုံး copy ကူးပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာရှာထားတဲ့အတိုင်းဇယားတွေလည်းပါလာမယ်ပြီးရင်ဒီ formula တွေလည်းပါလာမယ်အဲ့လိုပုံစံမျိုးနဲ့သူက control V ကို control V ကအလုံးလုံးထားပါခဏတိတက်လို့ရှင်လဲဆိုလို့ရှိရင်တော့ copy ချပြီးတော့ copy and paste special တွေက value တိတက်ကိုပဲသွားပြီးတော့ copy ယူလိုက်ရင်ရပါပြီဒါကတော့ value ရဲ့ copy ကူးနည်းဖြစ်ပါတယ်နောက် comment ကကြတော့ဒီနားမှာ comment ရိုက်ထားတာရှိပါတယ်ဒီ comment ကိုတိတက်နဲ့ copy ကူးရှင်ပါတယ်ကျန်တဲ့ဟာတွေမပါရှင်းပါဘူးအဲဒီအတွက်ကြောင့်မလို့ control C လေးကိုနှိပ်လိုက်ပါဒီဘက်အောက်ဘက်မှာ page ထဲက page special တွေက comment ကိုရေးပေးလိုက်ပါ okay ပေးလိုက်ပါဒါဆိုလို့ရှိရင်သူကတခြားသောကဏ္ဍလေးမပါဘဲနဲ့ comment တစ်ခုတည်းကိုပဲ copy ပို့ပေးတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ဆင့်က validation မှာဒီဘက် table မှာဆိုလို့ရှိရင်ဒါလေးက validation ထည့်ထားတာဖြစ်ပါတယ်validation အကြောင်းကိုကနောက်သင်ခန်းစာတွေမှာပြပြပေးသွားမှာပါဒါပေမဲ့ဒီမှာ validation ကိုပဲသူက copy ကူးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ validation ဖြည့်ထားတဲ့အကွက်ကို copy ယူလိုက်ပါမယ်ဒီဘက်မှာ set ကွက်ရှာပြီးတော့ page ထဲက page special တွေပုံဝင်လိုက်ပါ validation ကိုရှင်းတာဖြစ်တဲ့အတွက် validation လေးနှိပ်လိုက်ရပါပြီ okay ပေးလိုက်ပါဒါဆိုရင်ဒီမှာ validation လေးကို copy ကူးပေးတာကိုတွေ့ရမှာပါနောက် operation တွေဘယ်လို copy ပို့လဲဆိုပြီးတော့ပြောပြပါမယ်ဒီမှာခဏလေးတစ်ခုခုရိုက်ထည့်လိုက်ပါမယ်ဒီနှစ်ကလေးကိုဒီဘက်အဆက်ကွက်ကလေးမှာ copy ကူးရှင်ပါတယ်နှစ်ကလေးကိုဒီဘက်ဆက်ကွက်မှာမူရင်းရှိနေတာကလေဒီနှစ်ကလေးကို copy ရိုး copy ကူးလိုက်လို့ရှိရင်ဒီဘက်မှာနှစ်ဆိုပြီးတော့ဖြစ်သွားမှာပါဒါပေမဲ့ဒီမှာပေါင်းပြီးတော့ copy ကူးရှင်ပါတယ်မူရင်းရှိနေတဲ့တန်ဖိုးကိုပေါင်းပြီးတော့ copy ကူးရှင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ကလေးကို copy ယူလိုက်ပါမယ် right click ထောက် copy ပြီးရင်ဒီဘက်မှာပေါင်းပြီးတော့ copy ကူးရှင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ page ထဲက page special တွေကိုဝင်လိုက်ပါမယ်ဒီမှာ add ဆိုတာလေးကို operation နဲ့က add ဆိုတာလေးကိုရေးလိုက်ပါဒီမှာဆိုလို့ရှိရင်2နဲ့4နဲ့ပေါင်းရင်6ဆိုပြီးတော့ဖြည့်ရမှာပါ okay ပြလိုက်ပါ6ဆိုပြီးတော့ဖြစ်သွားပါပြီနောက်အနှုတ်ကလေးတူတူပါပဲဒီနှစ်ကလေးကဒီဘက်မှာနှုတ်ပြီးတော့ copy ကူးရှင်တာကို copy ကူးရှင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့နှိပ်လိုက်ပါမယ် page special တွေက subtract ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်နှုတ်ပြီးတော့ copy ကူးတာကိုတွေ့ရမှာပါဒါကတော့မြောက်ပြီးတော့ copy ကူးတာပါရှင်းတယ်လို့ဆိုရင်16ဖြစ်ရမှာပါလုပ်ကြည့်ပါမယ် page special တွေက multiply operation တွေက multiply ကိုရေးလိုက်ပါ okay ပေးလိုက်ရင်16ဖြစ်သွားပါပြီ divide လည်းထုံနေတူစွာပဲစားပြီးတော့ copy ကူးတာဖြစ်တဲ့အတွက်စနစ်ကို2နဲ့စားမှာပါ6ဖြစ်ရမှာပါလုပ်ကြည့်ပါမယ်page special တွေက device ဆိုတာရေးလိုက်ပါ okay ပေးလိုက်ရင်ရှောက်ဖြစ်သွားပါပြီဒါကတော့ operation တွေကို copy and paste special တွေကဘယ်လို copy ကူးရလဲဆိုတာကိုပြပြပေးသွားတာဖြစ်ပါတယ်နောက်တစ်ခုဒီမှာ table 1နဲ့ table 2ဆိုပြီးတဲ့အခါကျတော့ data လေးတွေရိုက်ထည့်ထားပါတယ်ဒီ table 1နဲ့က amount တွေကို table 2ကို copy ကူးရှင်ပါတယ်ဒါပေမဲ့ဒီမှာရိုက်ထည့်ထားတဲ့အကွက်ရှင်မတူပါဘူးအဲ့ဒါကြောင့်မလို့ table 1က amount ကို copy ကူးလိုက်ပါဒီဘက် table 2ကမူရင်း data တွေကို
ကိုရှန်ပြီးတော့ copy ကူးမှာပါအဲ့ဒီအတွက် table 2မှာဆက်ကွက်ရှာပြီးတော့ paste ထဲက paste special တဲ့ကဒီဘက်အောက်ဆုံးလေးနားမှာ skip blank ဆိုတာလေးကိုအမှန်ချစ်ပေးလိုက်ပါပြီးရင် okay ပေးလိုက်ပါဒါဆိုလို့ရှိရင် table 2ကမူရင်း data တွေကိုရှန်ပြီးတော့ table 1က data လေးတွေကိုအစားသွင်းတာကိုတွေ့ရမှာပါဒါကတော့ skip blank ဆိုပြီးတော့ copy ကူးနေပါnow transport ဆိုတာကကြတော့ row ကို column ပြောင်း column ကို row ပြောင်းပြီးတော့ copy ကူးခြင်းဖြစ်ပါတယ်ဒီ table 1လေးကို transport နဲ့ copy ကူးကြည့်ပါမယ် control C ဒီဘက်မှာဆက်ကွက်ချပြီးတော့ paste ထဲက paste special တဲ့က transport ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင် row နဲ့ column နဲ့စောက်ထိုးလေးဖြစ်ပြီးတော့ copy ကူးသွားတာကိုတွေ့ရမှာပါနောက်တစ်ခုထပ်ဆန်းကြည့်ပါမယ်ဒီ transport ကိုလည်း row နဲ့ column နဲ့စောက်ထိုးလုပ်ပြီးတော့ copy ကူးကြည့်ပါမယ်ကူးချင်တဲ့နေရာလေးကိုဆက်ကွက်ချပြီးတော့ paste ထဲက paste special တဲ့ကဒီ transport ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင် row နဲ့ column နဲ့ပြောင်းပြန်လုပ်ပြီးတော့ copy ကူးသွားတာကိုတွေ့ရမှာပါဒါလေးကတော့အသုံးဝင်ပါတယ်မှတ်ထားပါဒီ copy ကူးနည်းလေးတွေရဲ့နောက်ဒီဘက် value တည်တံ့ copy ကူးနည်းလေးတွေကိုမှတ်ထားပါအဲ့ဒါလေးကတကယ်လက်တွေ့မှာလည်းအသုံးများပါတယ်နောက် exact border ဒီရဲ့အပြင်ရဲ့ဒီ border မှာဆိုလို့ရှိရင်ဒီမှာ border တွေခတ်ထားတာတွေ့ရတယ်ဒါပေမဲ့ဒီ border တွေခတ်ထားတာကိုမလို့ချင်ဘူးအထက်တဲ့ကစာတွေကိုပဲတည်တံ့ copy ကူးပါမယ်အဲ့ဒီအတွက်ကြောင့်မလို့ control C လေးကိုနှိပ်လိုက်ပါဒီဘက်မှာဆက်ကွက်ချပြီးတော့ paste ထဲက paste special တဲ့က exact border လေးကိုဒီမှာ page ထဲက all exact border လေးကိုနှိပ်လိုက်ပါဒါဆိုရင်သူက border လေးကိုရှန်ပြီးရခါကြတော့ဒီထဲကသူရဲ့စာလေးတွေကိုပဲ copy ပို့သွားတာကိုတွေ့ရမှာပါဒီနေ့သင်ခန်းစာကတော့ဒီမှာ clipboard အုပ်စုတဲက copy and paste special တဲက paste special ကိုအကြောင်းလေးကိုပြောပြပေးသွားတာဖြစ်ပါတယ်ဒီကြောင်းလေးတွေကဒီဘက် value copy ကူးနည်းရဲ့ပြီးရင် skip balance လေးပြီးရင် transport copy ကူးနည်းလေးတွေကိုမှတ်ထားပါလိုက်လုပ်ကြည့်ပါနောက်ထပ် format တစ်ခုလေးကို copy ကူးကြည့်ပါမယ်ဒီမှာစာကြောင်းတစ်ခုခုရိုက်ထည့်လိုက်ပါမယ်Computer University ဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ်ဒီစာကြောင်းလေးကိုဒီအပေါ်ကအတိုင်းလေးကို copy ကူးရှင်းတာပါဒီအပေါ်မှာဆိုရင် validation option မှာဆိုလို့ရှိရင်သူမှာ match and center လောက်ထားတယ်ဒီမှာ column တွေကို match လောက်ထားတယ်ပြီးလို့ရှိရင်အရောင်လေးတွေဖြည့်ထားတယ်ဘိုးလေးတင်ထားပါတယ်ဒီ format လေးအတိုင်းကိုဒီတိုင်းလေးဖြည့်ရှင်းပါတယ်အဲ့ဒါဆိုရင် copy ယူလိုက်ပါမယ်ဒီမှာကိုဖြစ်ရှင်တဲ့နေရာလေးမှာဆက်ကွက်ချပြီးတော့ page ထဲက page special တဲ့က format ကိုကူးမှဖြစ်တဲ့အတွက် format ဆိုတာလေးကိုယူလိုက်ပါ okay လို့ပြလိုက်ရင်အပေါ်ကအတိုင်းလေးရောက်လာတာကိုမြင်ရမှာပါဒီလေးလေးဒီဟာလေးကလည်းအသုံးဝင်ပါတယ်ဒါလေးပြောပြပေးဖို့ကြံနေလို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်